ဒီပုံလေးကတော့ကျွန်တော်တို့ Harrison ကယူထားတာပါအဲ့တော့ဒီမှာဆိုလို့ရှိရင်စင်တန်စလာတဲ့ chest pain အဲ့တော့ diagnosis ထုတ်လိုက်တဲ့အခါမှာ unstable angina ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘက်က non ST ပဲဖြစ်ဖြစ်နှစ်ခုလုံးကိုကျွန်တော်တို့က non ST elevation acute coronary syndrome ဆိုပြီးကျွန်တော်တို့သတ်မှတ်တယ်နော်အဲ့တော့ ACS 3ခုထဲမှာကျွန်တော်တို့ကနှစ်ပိုင်းခွဲလိုက်မယ်ဆိုလို့ရှိရင် ST elevation ဖြစ်တဲ့ acute coronary syndrome နဲ့ ST elevation မဖြစ်တဲ့ acute coronary syndrome ဆိုပြီးခွဲလိုက်တယ်အဲ့ဒီ ST elevation မဖြစ်တဲ့ acute coronary syndrome မှာနှစ်ပိုင်းပါတယ်အဲ့တော့ unstable angina နဲ့ non STEMI နဲ့ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့နှစ်ခုကိုကျွန်တော်တို့ကအတူတူပဲ treatment လုပ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီဘက်က non STEMI နဲ့ unstable angina ရောက်လာပြီဆိုလို့ရှိရင် PCI center ကိုပဲရောက်လာတာဖြစ်စေဥပမာကျွန်တော်တို့ tertiary center ကြီးကိုချက်ချင်းရောက်လာတယ်ဆိုလို့ရှိရင် PCI လုပ်ဖို့လို့မလားဆိုရင် risk scoring နဲ့ပဲတွေ့တယ်အဲ့ဒီမှာ website ဆိုလို့ရှိရင် TMI သုံးမယ် web ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ risk scoring system တွေ့မယ်အဲ့ဒီမှာ low risk ရယ် intermediate risk ရယ် high risk ရယ်တဲ့တော့ဒီမှာတော့ high risk ထဲမှာတော့ very high risk ပါထည့်ထားတယ်အဲ့ very high risk ဆိုလို့ရှိရင်တော့2နာရီတွင် cardiologist review လုပ်ရမယ် angio ကြည့်ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်က high risk ဆိုလို့ရှိရင်ကျွန်တော်တို့က less than 24 hour တွင်နော်ကြည့်ရမယ် review လုပ်ရမယ်နောက်တစ်ခုက intermediate နဲ့ low risk ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်က 72 hour တွင် review လုပ်ဖို့လိုပါမယ်အဲ့တော့ဒီဟာလေးကတော့ high risk မှာရေးထားတဲ့ review လေးပေါ့နော်အဲ့တော့ Oxford မှာလည်းဒီလိုပဲအလားတူရေးပါတယ်ကျွန်တော်တို့ risk scoring system ကိုကြည့်ပြီးတော့မှ cardiologist review ကိုဘယ်နှစ်တွင်လုပ်မှာလဲ angiography ကိုဘယ်နှစ်တွင်လုပ်မှာလဲဆိုတာမျိုးလေးကျွန်တော်တို့အရင်လုပ်ရပါမယ်အဲ့တော့ဒီဟာတွေဒီချက်ချင်းကြီးကျွန်တော်တို့ reperfusion အဲ့ကျင်းနေတဲ့နေရာကိုချက်ချင်းချက်ဖို့ထက်စားရင်ထက်မပိတ်အောင်လုပ်ချင်တာအဲ့တော့ angiography ကြည့်ပြီးကျွန်တော်တို့ကူပါမယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့လုပ်ရအဲ့တော့ angiography ဘယ်ချိန်မှာကြည့်မှာလဲဆိုတဲ့ timing ကိုကြတော့ risk scoring system သိမှရမယ်အဲ့ဒါလေးကိုကျွန်တော် emphasize လုပ်ချင်တာပါနောက်တစ်ခုကြည့်ဒါလေးကတော့